တနင်္ဂနွေအင်ကပေါင်းဖက်ထားတဲ့ဇနီးမောင်နှံအတွဲပြောရရင်ဦးမျိုးရံဘတ်အတွဲဇာမနီပြောမယ်ဒီအတွဲဟာနန်းတင်အားဖြင့်ရံဘတ်ဖြစ်တယ်လို့ဓာတ်ချင်းအားဖြင့်လည်းအပူဓာတ်နှစ်ခုပေါင်းဆက်ထားတာကြောင့်ပရိပခနဲ့စိတ်ဖိစီးမှုများပြနိုင်တဲ့တွဲဘက်မျိုးဖြစ်ပါတယ်တနင်္ဂနွေရဲ့စိတ်မရှိမှုနဲ့အင်္ဂါရဲ့ဒေါသစိတ်ပေါင်းဆက်မိကစကားများချင်းပြင်းထန်ပြီးတော့အိမ်တွင်းပရိပခများကြီးမားနိုင်ပါတယ်အမိတ်ပေးလို့ပြီးအလျှော့ပေးလို့စိတ်နေပါရင်မကောင်းပါဘူးတဦးစကားကိုတဦးလုံးဝမလွန်ဆန်မိစေရန်အထူးဂရုပြုပါမာနကိုအိမ်တောင်အပြင်ဘက်မှာသုံးပါဒီအတွဲကကောင်းတဲ့အချက်တွေကလည်းကြီးမားတာကြောင့်ရန်သဘောကိုပြက်ပြယ်စေတဲ့တီးခံခြင်းကအဓိကတော့ချက်ဖြစ်ပါတယ်နှစ်ယောက်အတူမလုံနိုင်ရင်တော့တစ်ယောက်ကအလျှော့ပြီးအရန်ဆင်ပြေသွားမယ်နှစ်ယောက်စလုံးဟာရီမန်းချက်မြင့်မာပြီးတော့အောင်မြင်လို့စိတ်ကြီးမားတာကြောင့်စိတ်တူကိုယ်တူပူပေါင်းပါကကြီးပွားချမ်းသာတဲ့အိမ်တောင်ကိုတည်ဆောက်နိုင်ပါတယ်ပြိုင်ဘက်များနဲ့အတိုက်ခံများကိုရဲရဲဝံ့ဝံ့ရင်ဆိုင်နေစွမ်းရှိပြီးတော့အောင်မြင်မှုကိုအပြင်းအထန်မောင်းနှင်နိုင်တဲ့ဇုံတွဲမျိုးဖြစ်ပါတယ်။ရံပြေငိမ့်စင်ရပြောပြမယ်။ရေတရာအနေနဲ့ဖလားတစ်လုံးထဲကိုရေတက်တန့်ထည့်ပြီးရင်အဖြူရောင်ရှိတဲ့ပန်းဥပမာစပယ်ပန်းနှင်းစီဖြူဒါမျိုးလေးတွေထည့်ပြီးတော့အင်္ဂဖျားเจ้าဆောင်မှာမကြာခဏကတ်လူပါတနင်္ဂနွေတောင်းနဲ့အင်္ဂါတောင်းမှာနှစ်ယောက်အတူရေတက်ပဲပါတန်ဃာတော်အားတင်ငန်းနဲ့ထီလှူဒန်းမှာဖျားရှိခိုးခြင်းကိုမပြတ်လှုပ်ဆောင်ပါနော်ရင်ထဲတွင်ဖျားတရားကိန်းအောင်နေအောင်အမြဲနှလုံးသွင်းပါဒါဆိုအစစရရအဆင်ပြေကြမယ်လို့ဇာမနီယုံကြည်ပါတယ်ရှင်